ဆိုတော့ amount က total 2 million လောက်ဖြစ်သွားတယ်သူ့ကို5% နဲ့စပြီးတော့တစ်နှစ်ကို5% နဲ့ထုတ်ပေးမယ်ဆိုလို့ရှိရင်တစ်နှစ်ကိုသူဒေါ်လာ3သိန်းသူထုတ်လို့ရတယ်အဲ့ဒါကတစ်လကိုဒေါ်လာ8300ကျော်အားလုံးပဲမင်္ဂလာပါ Fin Education by အောင်မြတ် channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်မနေ့က life insurance ကိုတကယ် policy အစစ်နဲ့ရှင်းပြပြီးတော့တဲ့နောက်မှာဒီ video မှာ annuity ကိုကျွန်တော်တကယ် policy နဲ့ရှင်းပြတော့မှာဖြစ်ပါတယ်ဆိုတော့ annuity ကဘာလဲ annuity ကဒီ retirement အတွက်သက်တာငွေပဒေတာပင်လို့ကျွန်တော်ကနာမည်ပေးထားတယ်retirement ဆိုတာကတော့ annuity ဆိုတာ retirement အတွက်ကိုယင်းနှမြုပ်နှံတဲ့အကောင့်အမျိုးအစားဖြစ်တယ်သက်တာငွေပဒေတာပင်ဆိုတာကတော့ဒီ annuity ထဲမှာကိုယ့်ရဲ့ပတ်စံအတီးအပွင့်ခူးစားမဲ့အချိန်ရောက်တဲ့အချိန်ကစပြီးတော့ကိုယ်သက်တမ်းတစ်လျှောက်လုံးကိုတည်ဆုံးတဲ့အထိကိုအကောင့်တွေကပတ်စံတွေကုန်သွားရင်တော့မှသူကအမြဲတမ်း guarantee income အနေနဲ့ထုတ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်သက်တာငွေပဒေတာပင်လို့ကျွန်တော်နာမည်ပေးထားတာဖြစ်ပါတယ်ဆိုတော့ policy ကိုလေ့လာလိုက်ရအောင်ဆိုတော့ policy မှာဆိုလို့ရှိရင်ဒါက2025ခုနှစ်6လပိုင်းမှာဒါဒီ statement ကိုထုတ်ကြည့်ထားတာဖြစ်တယ်ဒါ contract owner နဲ့ဒီ annuitant ကိုတော့နာမည်ဖျောက်ထားတယ်ဆိုတော့ဒီ product name က perspective 2ဒါကတော့ဒီ company မျိုးစားပေါ်မှာမူတည်ပြီးတော့သူတို့ပေးထားတဲ့တည်တံ့နာမည်မျိုးတွေရှိတယ် annuity type က SEP IRA ဆိုတော့ဒါက simplify employee pension ဆိုတဲ့အကောင့်တွေကနေပြီးတော့ဒါ rover လောက်ထားတာမျိုးဖြစ်တယ်ဆိုတော့ issue date ကဒီမှာ2023 3လပိုင်း23ရက်နေ့ဒါကသူဒီ annuity အပင်လေးကိုစပြီးတော့ site တဲ့နေ့ဖြစ်တယ်2023ကသူစပြီးတော့ site တယ်အခု2025ဆိုတော့သူ2နှစ်ရှိပြီသူအပင်လေးကအပင်ပြိုးလေးပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင် maturity and income date ဒါလေးကသူဘယ်နှစ် site မှာလဲဆိုရင်သူအနှစ်30 2053ခုနှစ်အထိကိုသူကအနှစ်30ဒီ annuity အပင်လေးကို site ပြိုးမှာဖြစ်တယ်ဒီအချိန်ရောက်တဲ့အချိန်ကျရင်သူကိုယ်တိုင်သတ်မှတ်ထားတဲ့နှစ်ဖြစ်တယ်အဲ့အချိန်ရောက်ရင်သူစပြီးတော့အသီးပွင့်ကိုစခံစားရမှာဖြစ်တယ် okay ဒီမှာဆိုလို့ရှိရင် total deposit သူစုပေါင်းဒေါ်လာ2သိန်းခွဲမျိုးစီလေးကိုဒီ annuity ထဲမှာစပြီးတော့စိုက်ပျိုးထားတယ်အခုလက်ရှိမှာသူ့အကောင့်ထဲမှာဘယ်လောက်ဖြစ်သွားပြီလဲဆိုရင် total debt benefit က3သိန်း1000နဲ့959 3သိန်း1000နီးပါးလောက်သူ့အကောင့်ထဲမှာဖြစ်သွားပြီနှစ်တာအတွင်းမှာဘယ်လောက်တိုးပွားသွားလဲဆိုတော့2သိန်းခွဲကနေ3သိန်း1000ဖြစ်သွားတယ်စုပေါင်း6100နီးပါးလောက်သူ့အကောင့်ထဲမှာတိုးပွားသွားတယ်ဆိုတော့ဒီဘက်မှာဆိုရင် surrender charge amount က16000 surrender charge amount ဆိုတာကဘာမျိုးလဲဆိုလို့ရှိရင်ဒီ annuity က retirement အတွက်ကိုပြင်ဆင်တဲ့အကောင့်အမျိုးအစားဖြစ်တယ်အဲ့အတွက်ကြောင့်ဒီအသက်59နှစ်ခွဲအသက်60မတိုင်ခင်မှာပတ်စံနေထုတ်မယ်ဆိုလို့ရှိရင်ဒါသူက penalty charge အနေနဲ့ 10% ပေးရတာမျိုးရှိတယ်ဒါက IRS ကသတ်မှတ်ထားတဲ့10% penalty amount ဖြစ်တယ်ဒီ annuity မှမဟုတ်ဘူး IRA ပဲဖြစ်ဖြစ် 401k အကောင့်မှာပဲဖြစ်ဖြစ်ကိုကပင်စင်မတိုင်ခင်အသက်60မတိုင်ခင်ထုတ်မယ်ဆိုလို့ရှိရင်ဒါ penalty 10% ကပေးရမှာဖြစ်တယ်အဲ့အတွက်ကြောင့်ဒါ surrender charge amount က10% ဖြစ်တယ်16000နဲ့250ဒီမှာဖြစ်နေတာဖြစ်တယ်ဒီမှာ cash surrender value ဒါသူဒီ annuity အကောင့်ကိုဖျက်သိမ်းမယ်ဆိုလို့ရှိရင်ဒါသူ့စီကို2နှစ်ကြာတဲ့အခါမှာ2နှစ်သူပတ်စံထည့်ပြီးသွားတဲ့အခါမှာသူ2,900,000ကျော်အနေနဲ့သူဒီ annuity ကို cancel လုပ်လို့ရတယ်ဒါကတော့ contract အနေနဲ့ဒီ annuity product အနေနဲ့သူတို့ဒီ charges က 1.3% သူတို့ charge ကောက်တယ်နောက်တစ်ခုအနေနဲ့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒါကကိုယ့်ရဲ့ beneficiary ကိုသတ်မှတ်တာပေါ့နော်ကိုကဒီပတ်စံ2သိန်းခွဲကိုစိုက်ပျိုးထားတယ်ကိုကအသီးပွင့်နောက်ထပ်နှစ်30အသီးပွင့်ချိန်မတိုင်ခင်မှာကိုတခုကြောင့်ဆုံးပါသွားမယ်ဆိုလို့ရှိရင်ဒီပတ်စံတွေကဘသူစီကိုရောက်မှာလဲဆိုတော့ကို beneficiary အနေနဲ့သတ်မှတ်ပေးထားခဲ့တာဖြစ်တယ်ဒီမှာ primary beneficiary မှာဆိုလို့ရှိရင်ဒါနာမည်ဖြတ်ထားတယ်ဒါသူ့ရဲ့အိမ်တော်ဘက်အမျိုးသားဒါမှမဟုတ်အမျိုးသမီးကိုဒါ100%ပေးခဲ့မှာခြံထားခဲ့မယ်အကယ်၍သူပါဆုံးပါသွားတယ်ဆိုလို့ရှိရင် contingent
beneficiary လို့ခေါ်တဲ့ဒါကိုသားသမီးပေါ့နော်ဒီမှာဆိုလို့ရှိရင်သားသမီး2ယောက်ရှိတယ်2ယောက်တစ်ယောက်ကို50%စီကိုဒါခွဲဝေပေးထားခဲ့တယ်သတ်မှတ်ပေးထားခဲ့တယ်ဒီမှာတော့ဒါကိုယ့်ရဲ့ဒီ contract ဒီ annuity contract ရဲ့ပိုင်ရှင်နဲ့ဒီ annuitant ဒီအသီးပွင့်လာတဲ့အချိန်မှာအကျိုးခံစားမယ်လို့ပုံမှန်အားဖြင့်တယောက်တည်းကပဲဖြစ်တာများတယ်ပိုင်ရှင်လည်းသူပဲဒီ annuitant ကလည်းသူပဲတခါတလေကြားလို့ရှိရင်တော့ကိုသားသမီးကနေပြီးတော့ကိုမိဘအတွက်ကို annuity ဝယ်ပေးထားတာဆိုလို့ရှိရင် contract owner နေရာမှာသားသမီးဖြစ်မယ် annuitant နေရာမှာဒါမိဘဖြစ်မယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင် guarantee withdrawal balance 2,98,000 ကျော်ဆိုတော့3သိန်းပဲဆိုကြပါစို့ဒီ3သိန်းကဒါကအမြဲတမ်းမှန်ကန်တဲ့ဟာမဟုတ်ဘူးအခုဒီ2နှစ်တာကာလမှာတိုးပွားလာတဲ့ပမာဏကိုပြောရတာဖြစ်တယ်ဒီ2သိန်းခွဲဆိုတဲ့မျိုးစီလေးကနေပြီးတော့ပြိုးပင်လေးကနေပြီးတော့စတင်ပြီးတော့ကြီးထွားလာတဲ့ပမာဏအမောင်းတစ်ခုကိုဖော်ပြတာဖြစ်တယ်အဲ့ဒီပုံမှာမူတည်ပြီးတော့အောက်ဆုံးမှာ guarantee annual withdrawal ဒီချိန်မှာဆိုလို့ရှိရင်တစ်နှစ်ကိုထုတ်ပေးနိုင်မဲ့ပမာဏကတော့14,400 ကျော်1,000 ခွဲလောက်တော့ဖြစ်နေပြီဆိုတာကိုဒါသူကပြထားတာဖြစ်တယ်ဒါက2နှစ်တာအတွင်းမှာတိုးတက်လာတဲ့ကိန်းဂဏန်းတစ်ခုဖြစ်တယ်ဒါနောက်တစ်နှစ်မှာ statement ထုတ်ကြည့်ရင်ဒီပမာဏကနောက်ထပ်ဒါ9,000တိုးနေတာမျိုးလည်းဖြစ်ချင်းဖြစ်မယ်1,000 ခွဲကနေပြီးတော့2,000ခွဲမျိုးဖြစ်နေတာမျိုးလည်းဖြစ်နိုင်တယ်ဒါကတော့ကိုယ့်ရဲ့ဒီ account ရင်းနှီးမြှုပ်နှံမှုရဲ့ performance ပေါ်မှာမူတည်ပြီးတော့ဒါဒီကဏ္ဍတွေကတိုးတက်ပွားများလာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဘက်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဒါဒီလိုပဲခုန1,000ခွဲအဲ့ဒါကဘယ်ပေါ်မှာမူတည်ပြီးတော့တွက်ထားတာလဲဆိုတော့ဒါခုနကဒီရှေ့ကဒီ2,900,000 3သိန်းပေါ်မှာမူတည်ပြီးတော့အဲ့ဒီရဲ့ 5% 1,000ခွဲဆိုတာမျိုးတွက်ထားတာဖြစ်တယ်ဆိုလိုတဲ့သဘောကကျွန်တော်တို့ဒီနှစ်30ကြာလို့ annuity တွေကစထုတ်မယ်ဆိုတဲ့အချိန်မှာကိုကအသက်60ဝန်းကျင်မှာထုတ်မယ်ဆိုလို့ရှိရင်ကိုကအဲ့ဒီ total လုံးပေါင်းရဲ့ 4% ထုတ်ခွင့်ရှိမယ်ဒီထက်နည်းနည်းလေးနောက်ကျပြီးတော့65နောက်ပိုင်း80လောက်ဆိုလို့ရှိရင်ဒါ 5% ထုတ်ခွင့်ရှိမယ်အဲ့ထက်နောက်ကျမှထပ်ထုတ်မယ်ဆိုလို့ရှိရင်ကိုက 6% လောက်ထုတ်ခွင့်ရှိမယ်ဒီ percentage ကကိုထုတ်တဲ့အချိန်ပေါ်မှာမူတည်ပြီးတော့ကိုစောစောထုတ်လေ percentage ရော့လေကိုနောက်ကျမှထုတ်လေ percentage ကတိုးသွားလေဖြစ်တယ်ပေါ့နော်ဒါအခုလောလောဆယ်อ่ะဒါသူရွေးချယ်ထားတဲ့နှစ်ပေါ်မှာမူတည်ပြီးသူက 5% ထုတ်ခွင့်ရှိတယ်ဆိုတော့နောက်မှာကျွန်တော်ဆက်ပြီးရှင်းပြမယ် Okay ဒီနောက်ဆုံးမှာ debt benefit ဆိုတာမျိုးရှိတယ် debt benefit က2သိန်းခွဲဆိုတာကသူနှစ်30ပြည့်လို့သူ annuity တွေကနေသူပတ်စံတွေစထုတ်မယ်သူထုတ်မယ်သူဘယ်လောက်လဲ1 million လောက်ထုတ်ပြီးသွားတဲ့အချိန်မှာသူဆုံးသွားမယ်အဲ့ချိန်ကျရင်သူမူလအစကသူထည့်ထားခဲ့တဲ့2သိန်းခွဲကအရာမယွင်းမဲနဲ့သူ့ရဲ့သားသမီးစီကိုဒါ debt benefit အနေနဲ့ရောက်ရှိသွားမှာဖြစ်ပါတယ်။နောက်မှကျွန်တော်အသေးစိတ်ဆက်ပြောပြမယ်။ဆိုတော့ဒါကသူရဲ့2သိန်းခွဲကိုဘယ်တွေမှာဖြန့်ဝေပြီးတော့ထည့်ထားတာလဲဆိုတာကိုပြပြထားတာဖြစ်တယ်။ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒါကြက်ဥတွေကိုချင်းချောင်းတစ်လုံးထဲမှာအကုန်လုံးစုမထားပဲနဲ့ခွဲဝေပြီးတော့ဒါကိုယ့်ရဲ့ asset allocation လုပ်ထားတာမျိုးဖြစ်တယ်ဒီမှာဆိုလို့ရှိရင်ဒါ GNL aggressive growth allocation ထဲမှာထားတယ်ဒီမှာဆိုလို့ရှိရင် JP Morgan ဒီ mid cap growth ထဲမှာထားတယ်ဒါ ETF တွေဒီ bond တွေ money market တွေထဲမှာအကုန်လုံးဖြန့်ဝေပြီးတော့သူပတ်စံကိုအကုန်လုံးထားတယ်ပေါ့နော်အဲ့ဒါမှတစ်ခုခုကနေပြီးတော့ market ဒီကျတဲ့အခါမှာတစ်ခုခုကတက်တာနဲ့ဒါခံတာပြီးတော့ကိုယ့်ရဲ့ပတ်စံက average အပြင်တိုးပွားနေမှာဖြစ်တယ်ဆိုတော့ okay အကယ်၍ဒီပတ်စံ2သိန်းခွဲကိုကျွန်တော်တို့က retirement အတွက်ဘဏ်မှာပဲထားမယ်ဆိုရင်ဘယ်လိုဖြစ်မလဲဆိုတာကိုကြည့်လိုက်ရအောင် saving account ဘဏ်ရဲ့ saving account များသောအားဖြင့်ဒါ 3.5% ဒီထက်ရော့ဖို့ပဲရှိတယ် 4% ပေးတဲ့ဘဏ်မျိုးတွေတော့တစ်ခါတလေတွေ့ဘူးတယ်ဒါပေမဲ့ရှားတယ်အဲ့ဒီ2သိန်းခွဲကို duration ခုနကဒီ annuity policy အနေနဲ့နှစ်ပေါင်း30ကျွန်တော်တို့ကထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့2သိန်းခွဲကနေနှစ်30ကြာတဲ့အခါမှာဒေါ်လာ9သိန်းနဲ့3000ဖြစ်သွားတယ်9သိန်းနဲ့3000မှာကျွန်တော်စကျွန်တော်တို့စပြီးတော့ပင်စင်ယူမယ်ပေါ့နော်ပင်စင်ယူမယ်ကျွန်တော်တို့အသက်65ကနေပြီးတော့အသက်85အထိနှစ်ပေါင်း20ဒီ9သိန်း3000ကိုကျွန်တော်နှစ်ပေါင်း20ကျွန်တော်ခွဲပြီးတော့ထုတ်မယ်တစ်နှစ်ကိုဘယ်လောက်ရမလဲတစ်နှစ်ကိုဒေါ်လာ3000ခွဲရမယ်
တစ်လကိုဒေါ်လာ3000နီးပါးလောက်ကျွန်တော်တို့ထုတ်လို့ရမယ်ဒီထက်ပိုထုတ်ရင်ဒီပတ်စံ9သိန်းက20မခံဘူး15နှစ်လောက်ပဲခံလိမ့်မယ်အကုန်လုံးထုတ်သုံးပြီးသွားပြီဆိုလို့ရှိရင်တစ်လကို3000နဲ့ဒီ9သိန်းနဲ့ကနေထုတ်သုံးလာလိုက်တာ20ပြည့်တဲ့အခါမှာကို့ဘဏ်အကောင့်ထဲမှာ balance ကတပြားမှမရှိတော့ဘူးကို့ဘယ်သူမှလည်းလာထပ်ပြီးတော့မပေးတော့ဘူး debt benefit အနေနဲ့လည်းကိုယ့်ရဲ့မိသားစုဝင်ကို့သားသမီးတွေအတွက်ကိုဘာမှခြံထားခဲ့စရာရှိတော့မှာမဟုတ်ဘူးဒါကဘဏ်မှာဒေါ်လာ2သိန်းခွဲအနေနဲ့အပ်ထားမယ်ဆိုရင်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ခုနက policy အတိုင်းဒီ2သိန်းခွဲကို annuity ထဲမှာထည့်ထားမယ်ဆိုရင်ဒီ investment account ထဲမှာဘယ်လောက်ဖြစ်နေမလဲဆိုတော့ average အပြင် 7% တိုးပွားနေမှာဖြစ်တယ်အဲ့တော့ခုနကအကောင့်မှာဆို तू 2သိန်းခွဲထည့်ထားတယ် तू 2နှစ်ကြာတဲ့ချိန်မှာသူ့ရဲ့တိုးပွားမှုက6000ဖြစ်နေတယ်အဲ့တော့2သိန်းခွဲရဲ့ 10% က2000ခွဲတစ်နှစ်မှာ 10% တိုးပွားနေတယ်ဆိုရင်တော့မှ तू 2နှစ်မှာဒေါ်လာ9000ပဲတိုးပွားနေဦးမှာအခုကဒေါ်လာ6000ဆိုတော့သူ10% နီးပါးလောက်ဒီခုနကျွန်တော်ပြခဲ့တဲ့ annuity policy မှာသူ10% နီးပါးနဲ့သူအတိုးရနေတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီမှာ 7% နဲ့ပဲကျွန်တော်တွက်ပြထားတယ်အဲ့ထက်များဖို့ပဲရှိတယ်နှစ်ပေါင်းက30ခုနအတိုင်းပဲဆိုတော့ amount က total 2 million လောက်ဖြစ်သွားတယ်အဲ့ဒါဘယ်လိုတွက်လိုက်တာလဲဘယ်လိုတွက်လိုက်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ rule of 72နဲ့တွက်လိုက်တယ် rule of 72ကိုကျွန်တော်တို့အတိုး9%နဲ့စားလိုက်တဲ့အခါမှာ10နှစ်ကြာတိုင်းမှာကျွန်တော်တို့ရဲ့ထည့်ထားတဲ့ပတ်စံစုထားတဲ့ပတ်စံက2ဆဖြစ်သွားတယ်အဲ့တော့နှစ်30ကျွန်တော်တို့ကထည့်မှာပထမ10နှစ်မှာကျွန်တော်တို့အတိုး9%နဲ့ထည့်လိုက်တဲ့ချိန်မှာကျွန်တော်တို့ရဲ့2သိန်းခွဲဒေါ်လာ5သိန်းဖြစ်သွားတယ်ဒုတိယ10နှစ်မှာကျွန်တော်တို့ကဒေါ်လာ5သိန်းရနေပြီးတော့ကျွန်တော်တို့1 million ဖြစ်သွားပြီးတော့တတိယ10နှစ်30ပြည့်တဲ့အချိန်မှာကျွန်တော်တို့ရဲ့1 million ကသူ majority ဖြစ်တဲ့ချိန်မှာအဲ့ဒီဒေါ်လာ2သိန်းခွဲကသူ2 million အထိကိုတိုးတက်သွားတယ်ပွားများသွားတယ်အဲ့ဒီ2 million ကိုသူက20ခုနလိုပဲဒီသူအသက်65ဖြစ်သွားတယ်သူ့ကောင်ထဲမှာ2 million ဖြစ်သွားတယ်အဲ့ချိန်မှာလည်းသူ annuity ကိုစထုတ်လို့ရပါပြီသူ့ကို 5% နဲ့စပြီးတော့တစ်နှစ်ကို 5% နဲ့ထုတ်ပေးမယ်ဆိုလို့ရှိရင်တစ်နှစ်ကိုသူဒေါ်လာ3သိန်းသူထုတ်လို့ရတယ်အဲ့ဒါကတစ်လကိုဒေါ်လာ8300ကျော်သူအဲ့လိုမျိုးနဲ့သူထုတ်သွားတယ်အချိန်မှာသူ balance သူ့အကောင့်ထဲမှာဘယ်လောက်ကျန်မလဲသူအသက်65ကနေပြီးတော့တစ်နှစ်ကိုဒေါ်လာ3သိန်းနဲ့သူထုတ်သွားတယ်သူအသက်85မှာသူ2 million လုံးသူထုတ်သုံးပြီးသွားပြီဒါပေမဲ့သူကအသက်ရှည်တယ်အသက်နဲ့85 86 89သူက2 million လောက်သူထုတ်သုံးပြီးသွားပြီဒါပေမဲ့နှစ်တိုင်းသူအဲ့ဒီဒေါ်လာ3သိန်းကသူအသက်ရှင်နေသမျှသူအသက်ရှည်နေသမျှကာလပတ်လုံးနှစ်တိုင်းဒေါ်လာ3သိန်းဟာရသွားမှာဖြစ်တယ်အဲ့ဒါကြောင့်သက်တာငွေပဒေတာပင်လို့နာမည်ပေးထားတာဖြစ်ပါတယ်ဆိုတော့ okay debt benefit okay အဲ့မှာကျွန်တော်တို့ကစောဒကတက်เสียရှိတယ်ဟာငါ2 million ပွားသွားတော့ဟုတ်ပါပြီအဲ့ပတ်စံတွေမထုတ်ကသေးခင်ငါဆုံးသွားရင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင် okay 2 million မှာကျွန်တော်တို့က9သိန်းပဲထုတ်ပြီးတော့ဆုံးပါသွားတယ်ဆိုရင်ကျန်တဲ့ 1.5 million ကကိုကြံခဲ့တဲ့မိသားစုစီကို debt benefit အနေနဲ့ရောက်သွားမှာဖြစ်တယ်အဲ့လိုမှမဟုတ်ဘူးကိုက2 million လုံးထုတ်သုံးပြီးသွားပြီအဲ့ချိန်ကျမှကိုကဆုံးပါသွားပြီဆိုရင်လည်းပဲကိုမူလအစတုန်းက annuity ထဲမှာထည့်ထားခဲ့တဲ့ဒေါ်လာ2သိန်းခွဲကကိုယ့်ရဲ့ debt benefit အနေနဲ့ကိုကြံခဲ့တဲ့သားသမီးစီကိုရောက်ရှိသွားမှာဖြစ်တယ်အဲ့ဒါက company တိုင်းမရဘူးတချို့ annuity company တွေမှာဆိုလို့ရှိရင်ကိုယ့်အကောင့်ထဲက for example 2 million ကုန်သွားပြီဆိုလို့ရှိရင်ပြီးသွားပြီ debt benefit ကြံရစ်တဲ့မိသားစုတက်ကိုဘာမှရရှိမှာမဟုတ်ဘူးဒါပေမဲ့ Jackson ဆိုတဲ့ဒီ company မှာ annuity product မှာကိုသေးသွားကိုအကောင့်ထဲကသုံးပြီးသွားလို့ကိုဆုံးပါသွားတယ်ဆိုရင်တော့မှဒီကိုမူလအစတုန်းကတွင်းခဲ့တဲ့ပတ်စံပမာဏအတိုင်းကိုရဲ့ကျန်ရစ်တဲ့မိသားစုစီ debt benefit အနေနဲ့ရောက်ရှိသွားမှာဖြစ်တယ်ဆိုတော့ okay အဲ့တော့ပြောစရာရှိတယ်တခြား IRA တွေတခြား IRA ဆိုတော့ကိုပိုင်တက်ဖွင့်ထားလို့ရတဲ့ individual retirement account ဖြစ်တယ် 401k ကတော့ကိုယ့်ရဲ့ company ကိုလုပ်တဲ့အလုပ်ကနေပြီးတော့ဖွင့်ပေးထားတဲ့ account ဖြစ်တယ်အဲ့လိုမျိုးတွေမှာငွေစုမယ်ဆိုလို့ရှိရင်လည်း
2 million လောက်ထိဒါဖြစ်နိုင်ကြီးရရှိတယ်ဒါပေမဲ့ market အတက်ကြပေါ်မှာမူတည်ပြီးတော့ကိုယ့်အကောင့်ထဲမှာရှိတဲ့ပတ်စံကလည်းအတိုးအယောဖြစ်နိုင်တယ်ပြောချင်တာဗာလဲဆိုလို့ရှိရင် NUT မှာဆိုလို့ရှိရင် market ကြတဲ့ချိန်မှာကိုဆုံးရှုံးတဲ့ပမာဏကိုကာဝယ်ပေးထားတဲ့ buffer လို့ခေါ်တဲ့ percentage တစ်ခုရှိတယ် okay for example buffer 10% ရှိတယ်ဆိုကြပါစို့ market ကဒီတစ်လမှာမကောင်းချိန်နေမကောင်း market က73%နှုန်း15%နှုန်းလောက်ထိ drop ဖြစ်သွားတယ် market ကအဲ့ချိန်မှာသူ buffer ခံထားတာ 10% buffer ခံထားတယ်သူက market က73%နှုန်းကျသွားတယ်အဲ့တော့ကိုက73%နှုန်းလုံးကြီးကိုအကောင့်ထဲမှာမဆုံးရှုံးတော့ဘူးကိုက 3% လောက်ပဲဆုံးရှုံးမှုရှိတယ်ဆုံးရှုံးမှုအရင်နည်းသွားတယ်ဒါမျိုးက IRA မှာမရှိဘူး 401k မှာလည်းဘယ်သူမှကိုယ့်အတွက်ကို percentage တစ်ခုနဲ့ကာကွယ်ပေးထားတာမျိုးမရှိဘူးပြီးရင်ခုနပြောသလိုမျိုး IRA ပဲဖြစ်ဖြစ် 401k တွေပဲဖြစ်ဖြစ်အဲ့ဒီရဲ့ပတ်စံကိုထုတ်သုံးလိုက်လို့အကုန်သွားပြီဆိုလို့ရှိရင်ပြီးသွားပြီကိုယ်ဘယ်သူမှလာပြီးတော့ထပ်လာပြီးမပေးတော့ guarantee income ဆိုတာမရှိဘူးအဲ့လိုမျိုးဆိုလို့ရှိရင်ထပ်ပြောကြလိမ့်မယ်ငါတို့ဒီပတ်စံကို stock market မှာယင်းနှိမ့်မြုပ်နှံတိုင်းမှာပေါ့အဲ့ဒါဆိုလို့ရှိရင်ဘယ်နှဆတောင်ဖြစ်သွားမှာဘယ်လောက်တောင်ဖြစ်သွားမှာဆိုတာမျိုးတွေလည်းရှိတယ်မှန်တယ် stock မှာကျွန်တော်တို့ကအဲ့ဒီ2သိန်းခွဲကိုယင်းနှိမ့်မြုပ်နှံလိုက်မယ်ဆိုလို့ရှိရင်ဒေါ်လာ2 million မဟုတ်ဘူး10 million လည်းဖြစ်သွားနိုင်တယ်ဒီနေ့ယင်းနှိမ့်မြုပ်နှံနောက်တစ်နေ့10 million မျိုးလည်းဖြစ်သွားနိုင်တယ်လို့အဲ့ဒီကိုယ့်ရဲ့ဒီဒေါ်လာ2သိန်းခွဲကနေလဲဒေါ်လာ2000ခွဲကိုနေချင်းညချင်းဖြစ်သွားနိုင်တယ်ဆိုတော့အဲ့ဒီ risk ကတော့ကိုယ့်ပေါ်မှာပဲအပြေးအဝမူတည်လိမ့်မယ်ဒါကိုကဒါနောက် future မှာ3-5နှစ်မှာဘယ် company ကတော့3-5စာဖြစ်သွားမယ်ဆိုတော့ကိုကကြိုတင်သိမြင်နိုင်မယ်ဆိုလို့ရှိရင်တော့ stock မှာယင်းနှိမ့်မြုပ်နှံလို့ရတယ်သူလည်းအဲ့လိုပဲကို stock ထဲမှာပတ်စံကုန်သွားပြီဆိုတာနဲ့ကိုထုတ်သုံးလိုက်လို့ကုန်သွားပြီဆိုတာနဲ့ကိုဘယ်သူမှထပ်လာပြီးတော့ပေးတော့မှာမဟုတ်ဘူးအဲ့တော့အကုန်ပြန်ခြုံငုံပြီးတော့သုံးသက်ကြည့်မယ်ဆိုလို့ရှိရင်ကိုမှာဒေါ်လာ2သိန်းခွဲရှိတယ် NUT ထဲမှာအနှစ်30ထည့်ပြီးစုမယ်ပြန်ပြန်9%နှုန်းအတိုးရမယ်ဒီထက်များဖို့ပဲရှိတယ်နှစ်30 compound interest နဲ့ဒေါ်လာ2သိန်းခွဲကနေပြီးတော့2 million တိဖြစ်သွားတယ်အသက်65မှာစပြီးတော့အဲ့ဒီ2 million ရဲ့ 5% ဖြစ်တဲ့ဒေါ်လာ3သိန်းကိုနှစ်စဉ်ထုတ်သွားမယ်အသက်85နှစ်မှာ2 million လုံးထုတ်ပြီးသွားလို့အသက်ဆက်ရှင်နေမယ်ဆိုလို့ရှိရင်လေတစ်နှစ်ကိုဒေါ်လာ3သိန်းကအမြဲတမ်းထုတ်လို့ရနေအောင်မယ်အသက်65နှစ်တိအသက်ရှင်လို့ရှိရင်ဒေါ်လာ3 million တိထုတ်သုံးလို့ရတယ်အကုန်ထုတ်ပြီးတော့ဆုံးပါသွားမယ်ဆိုလို့ရှိရင်တော့မှမူလတုန်းကထည့်ခဲ့တဲ့ဒေါ်လာ2သိန်းခွဲက debt benefit အနေနဲ့ကိုယ့်ရဲ့ကျန်ရစ်တဲ့မိသားစုစီကိုထားခဲ့လို့ရအောင်မယ်ဒါပေမဲ့အဲ့ဒါလောလောဆယ် Jackson ဆိုတဲ့ company က NUT product တစ်ခုမှပဲရအောင်မှာဖြစ်တယ်ဆိုတော့ဒါကိုယ့်ရဲ့ retirement အတွက်ဒီလိုမျိုး risk လဲနေတယ်ကိုထည့်ထားခဲ့တဲ့အရင်ကိုလည်းပြန်ထုတ်ပေးအောင်မဲ့ပုံစံမျိုးဘယ်ရင်းနှီးမြှုပ်နှံမှုအကောင့်ကမှမလုပ်ပေးနိုင်ဘူး IRA ပဲဖြစ်ဖြစ် 401k ပဲဖြစ်ဖြစ် stock market ပဲဖြစ်ဖြစ် cryptocurrency ပဲဖြစ်ဖြစ်ဘယ်မှာမရဘူးဆိုတော့ဒီ NUT နဲ့ပတ်သက်လို့စိတ်ဝင်စားရတယ်ကိုယ့်ရဲ့ retirement အတွက်ကိုပြင်ဆင်ခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ဒါမှမဟုတ် page message မှာလာရောက်ဆက်သွယ်စုံစမ်းလို့ရပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာဒီထက်ပိုကောင်းတဲ့ပိုပြီးတော့ရှင်းပြပေးတဲ့ဗီဒီယိုတွေနဲ့ပြန်လာပေးမှာဖြစ်တဲ့အတွက်ကြောင့်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆောင်ကြမယ်